နေပြီးတော့ပြင်မနာကိုမိမိရဲ့တတ်နိုင်တဲ့အင်အားအလူရှင်တွေရဲ့ပံ့ပိုးမှုတချို့နဲ့တွားရောက်နိုင်ခဲ့ပါတယ်ညမကပြန်ပြန်နော်သူတို့ကငယ်ပြိုတဲ့ရက်ွက်ထဲကိုတွားလို့မရပါဘူးဒါဘေးနားမှာရှိတဲ့လမ်းဘေးဝဲရမှာရှိတဲ့အရာတွေကိုပဲတပ်ပုံရက်ွက်တကယ်ဖြစ်တဲ့ရက်ွက်ထဲတွေတော့ဝင်လို့မရအောင်လုံးဝဝင်ခွင့်မပေးပါဘူး18ရက်နေ့ကလုတ်တဲ့ကလေးဒီနေ့ April 3 ရက်နေ့အထိကိုအဲ့ဒီဖြစ်တဲ့နေရာကိုဝင်ခွင့်မပေးသေးဘူးကေဇေကြီးလည်းမရောက်သေးဘူးလို့သိရပါတယ်အမေဝဲရမှာရှိတဲ့နေရာကိုရိုက်တာဖြစ်တယ်ပြင်မနာရဲ့ကလင်းတန်းပြင်မနာမှာရောက်ပြီးတော့တင်းပုံသားပါတယ်တချို့မုန်းတိုက်တွေမှာဒီနေရာတစ်ခါတည်းပြီးသေးတယ်တို့တော့ညာလဲတင်းထဲမှာမပေါ်ပြပါဘူးအခုဒီကေဇေကြီးမရောက်တဲ့အတွက်တည်တဲ့လူစီတယ်အဲ့ဒါပိတ်မိတယ်ပြီးပိတ်မိတယ်ဒါကလမ်းဘေးဝဲရမှာကျွန်တော်တို့မြင်နိုင်တဲ့အတိုင်းဒါလိုက်ထားတဲ့ပုံစံတွေပါတယ်ဒီကေနန်းနေထွက်ပါတယ်နန်းနေထွက်တယ်နန်းထွက်ပါတယ်ဒီပိတ်မိနေမှမတက်ရပါရှိတော့ထီလို့လည်းမရဘူးဟိုတိုင်းနေပြူကြတာတကယ်တော့ပြင်မနာမှာလည်းတော်တော်ချင်းနေစိုးပါတယ်28ရက်ကနေကလုတ်တဲ့ငလေးသတင်းလဲဖုံးထားတဲ့အတွက်ကျန်တဲ့နေရာတွေကပြင်မနာမှာဘာမှမဖြစ်ဘူးလို့ထင်ပါတယ်ယနေ့ထိအဲ့ဒီဖြစ်တဲ့အခြေအနေဆိုးတဲ့ရက်ွက်တွေထဲကိုဝင်ခွင့်လည်းမပေးဘူးကေဇေကြီးလည်းမလုပ်တဲ့အတွက်လူတော်များများမှာပိတ်မိနေတယ်တော်တော်များများလည်းသေကုန်ကြပြီဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ကအထဲဝင်လို့မရတဲ့အတွက်ဒီလမ်းဘေးဝဲရမှာရှိတဲ့အပြက်စီးတွေကိုပဲရိုက်လို့ရတယ်အဲ့ဒီအပြက်စီးတွေကိုရိုက်တာတော့မှကျွန်တော်တို့လူသေးပုံနဲ့နေထွက်ပါတယ်ဒီပေါ်မှာလည်းဆက်လက်ပိတ်သိမ့်ပြီးမြတ်စွာသောအခါဘုရားသခင်ဒီအားဝဲဖြစ်ကျန်တဲ့လူတွေအောက်ဆက်ဖြစ်ပါစေဖြစ်တယ်ခုလည်းဆက်လို့မရပြန်အခုလည်းဆက်လို့မရပြန်စရင်သိကြမရဘူးနော်ဟုတ်တယ်ရှင်ဟုတ်တယ်တကယ်လိုအပ်တဲ့နေရာများရှိမလားရှင်တင်းတော့ခေါင်းလောင်းစင်ပြိုကျသွားတယ်ခေါင်းလောင်းစင်ပြိုကျသွားတယ်နည်းနည်းလှုပ်တယ်အခုပဲကျွန်တော်တို့ကြည့်နေတဲ့အချိန်မှာမြင်းကလေးနည်းနည်းလှုပ်သွားပါတယ်မြင်းကလေးနည်းနည်းလှုပ်သွားပါတယ်ပြင်မနာနှစ်ချင်းတင်းတော့အစာအုပ်တစ်ခုပြိုကျပါတယ်ပြင်မနာမှာရှိတဲ့အသင်းတော်တွေလည်းတနာဖို့ကောင်းပါတယ်သူတို့တင်းကဖုန်းပိထားပြီးတော့မှသူတို့တွားလာလို့မရတဲ့ခါမှာသူတို့အသင်းတော်တွေမှာလူပနေရောက်သေးတယ်လူပနေရောက်ပိတ်မိတယ်ဆိုတော့အခုထိစရင်မရသေးပါဘူးဒီမှာငင်းကလေးနဲ့ထိသွားပါတယ်ပြက်တယ်လှုပ်ပြီးတဲ့နေရာတိုင်းပေါ်မှာနေတဲ့လူတွေပြန်မထွက်နေကြတယ်ကလေးကနည်းနည်းလေးလှုပ်ခါသွားတယ်ပြန်မထွက်နေကြတယ်ကြည့်ပါတိုက်တွေကမပြိုသည့်တိုင်ဒဏ်ရာတွေနဲ့တိုက်တွေရတော့ခါတော့ဒီမြေကလေးလို့တော့ဘောပြန်ထွက်လာကြပြန်ထွက်လာကြလုံလိုက်လူမပြေဒီလူပြေမပြေပြန်ရည်နေရတော့လုံးနဲ့တော့စေးုံတော့ဒုက္ခတိစေတီစေးုံကြီးတဲ့ချုံသွားပါတယ်ကြီးတဲ့ချုံသွားပါတယ်စေးုံကြီးဖြစ်ပါတယ်စေးုံကြီးပျက်စီးသွားပါတယ်တော်တော်များများပျက်စီးသွားပါတယ်ကြီးတဲ့ချုံသွားတယ်ကြီးတဲ့ချုံသွားပါတယ်အဲ့ဒါချက်အမြင့်ကြီးတော့ဒါအောက်ကိုစောင်းထွက်သွားအပုံနဲ့တော့ထွက်လိုက်တာခုမှပုံနဲ့တော့ထွက်ကျင်းလာစောင်းထွက်တော်
စီနေဆိုးပါတယ်ခင်ဗျာတော်တော်ကြီးလို့ဆိုပါ မြင်းရောနောက်ကိုမြင်းရအောင်မြင်းကြီးတဲ့လုံးဝကြုံတယ် အဲ့မှာတော့ပုံထုတ်နေတယ် မဟုတ်ဘူး ပြန်လဲလာပြီးနောက်တစ်ခါတည်းဟဲ့နေတာလုံးဝမြင်းကြီးတဲ့လုံးဝကြုံသွား ဆက်ပြီးတော့ နေပြီးတော့အောက်ထရာတီရီစေရုံတင်တယ်ဝင်ခွင့်တောင်းတာဗျာဝင်ခွင့်ရတယ်ကျေးဇူးတော်ကြောင့်အခုကျွန်တော်တို့ဒါတွေကြည့်ပြီးတော့ရိုက်မယ်လုံးဝစေးုံကြီးကနှစ်ထပ်သုံးထပ်အထဲကိုကျုံဝင်သွားတာဖြစ်တယ်ကယ်ဆယ်ရေးလည်းအခုနတရုတ်လေးတွေတော့တွေ့တယ်ဗျတိုးတိုးတိတိနဲ့ကယ်ဆယ်ရေးလုပ်နေကြတဲ့သဘောမှရှိတယ်သူတို့ဘက်ကလည်းစေယုံအုပ်ကြီးကိုဆူတောင်းပေးနေတာဖြစ်တယ် VNM စစ်တပ်ကနေပြီးတော့ပြန်လဲရှာဖွေရေးလုပ်ပေးနေတာဖြစ်တယ်နေပြီးတော့ကျွန်တော်ကနေပြီးတော့ရောက်နေတယ်မိမလေးကကျွန်မချက်စီတာတော့ဖက်ပါတယ်ကျွန်တော်ဖက်ခိုင်းလိုက်ပြီချင်းခံလို့ရပြောထားလိုက်မယ်နော်ဒီဘက်ကလည်းကြည့်ကြည့်ငလင်းပြင်းလို့ ဘုရားတကြီးအိုးဘုရားတကြီးမကြမီလဲကိုတော့ခြေတော့စီးထားတဲ့ပတ်ကြီးကိုဒီကောစခံရနေရတယ်ဘုရားချင်းချတာ ဒီမှာတစ်ချက်တော့သိခတ်တာပြန်လာပရိုတကယ်ဒါတကယ်နေရာကြီးဆိုတော့သိရမလားချက်ချင်းလောက်တာအုပ်ကိုလည်းချက်ချင်းပုံအဲဒီချက်ချင်းလောက် နော်အေး လမ်းဟောင်းမှာဒီကြွတယ်ငလင်းကြောက်